လောကကြီးမှာအဆိုးတွေအကောင်းတွေအမှားတွေအမှန်တွေချက်နေတယ်အဲ့ဒီထဲမှာခင်ဗျားတို့ဘဝအတွက်ခင်ဗျားတို့လောကအတွက်အကောင်းဆုံးဆိုတာကိုရှာလို့တွေ့ပြီလားလို့ကျွန်တော်ဒီနေရာနေမွေးချင်တယ်